business communication ဆိုတာကတော့အလုပ်နဲ့ပတ်သက်ပြီးတော့စကားပြောတာပေါ့နော်အလုပ်ခွင်မှာပြောတဲ့စကားအပြင်မှာပြောရင်တောင်မှအလုပ်နဲ့ပတ်သက်တဲ့အကြောင်းအရာကိုပြောတာမျိုးပေါ့နော်ဟိုနေ့တူကပြောဆိုဆက်ဆက်နေတဲ့ daily conversation တွေကိုပြောတာမဟုတ်ပါဘူးအလုပ်စကားပြောတယ်ဆိုတာတိတိကျကျနဲ့တည်တည်ချာချာပြောတဲ့အချိန်အတွင်းမှာဖြစ်အောင်ဒါလုပ်ပေးမယ်ဆိုတဲ့အရာတွေကိုဖြစ်အောင်လုပ်ပေးရတယ်ပြီးရင်ကြားတဲ့အချိန်အတွင်းမှာပြောလို့တဲ့အကြောင်းအရာတွေအကုန်လုံးကိုပါအောင်ပြောနိုင်စွမ်းရှိဖို့လိုအပ်ပါတယ်အဲ့ဒါကြောင့်မလို့ဒီ business communication နဲ့ပတ်သက်ပြီးတော့လေ့လာတဲ့အခါမှာနေ့စဉ်သွားလာလှုပ်ရှားပြောဆိုနေကြတဲ့ daily conversation တွေနဲ့တော့ထိုင်လျက်ကွာခြားမှုရှိတတ်တယ်အဲဒါကြောင့်မလို့အခုဒီ business communication ကိုဘယ်လိုမျိုးပြောရတယ်လဲဆိုတာကိုထိထိမိမိပြောကျင်တဲ့လူတွေအတွက်အထောက်အကူဖြစ်အောင်လို့ဆိုပြီးတော့ introduction to effective business communication အကြောင်းကိုပြောတာဖြစ်ပါတယ်ဆိုတော့ business communication ကိုစပြီးတော့ပြောတော့မယ်ဆိုလို့ရှိရင် communication ဆိုတာကလည်းသူ့ဟာသူပါသွားမှာပဲပေါ့နော်ဒီ communication ပေါ်မှာခြေခံပြီးတော့မှဒီ business communication ကိုဆင့်ပွားပြီးတော့ပြောပေးသွားမှာပါဒီတော့ communication နဲ့ပတ်သက်ပြီးပညာရှင်တချို့ပြောထားတဲ့ဆိုရိုးစကားလေးတချို့နဲ့လည်းနည်းနည်းလေးဒီ communication ရဲ့အရေးပါမှုကိုပို့ပြီးတော့ပြင်းသိသွားအောင်လို့ပြောပေးပါအောင်မယ်ပထမဆုံးမာတင်လူသာပြောခဲ့တာလေးရှိပါတယ်မာတင်လူသာပြောခဲ့တာကလူတွေဟာကိုပြောထားတဲ့စကားအတွက်တင်တယ်မကပါဘူးကိုယ့်ရဲ့ဒီကိုမပြောထားတဲ့အရာတွေအတွက်လည်းတာဝန်ယူရပါတယ်တဲ့အဲ့တော့ကိုပြောထားတဲ့စကားတွေအတွက်လည်းပဲကိုယ့်ရဲ့စကားအတွက်ကိုယ့်ရဲ့အပြုအမူပေါ့နော်အပြုအမူကတာဝန်ယူရတဲ့ဟာမျိုးလေးကိုဒါပြောတာကတော့လူတိုင်းလိုကြားဘူးနေတာပဲအခုကကြတော့ကိုမပြောထားတဲ့အရာအတွက်လည်းပဲတာဝန်ရှိတယ်ဆိုတော့ဘလို့သဘောမျိုးလဲပေါ့နော်အဲ့ဒါဘာကိုပြောချင်တာလဲဆိုတော့ကိုယ့်ရဲ့အပြုအမူတွေကိုပြောတာပါအချို့အရာတွေဟာဒီနှုတ်နဲ့ပြောထားတာမဟုတ်ပေမဲ့ကိုယ့်ရဲ့အပြုအမူအားဖြင့်ပေါ့နော်အဲ့ဒီသဘောတက်ရောက်နေတယ်ဆိုရင်အဲ့ဒီအတွက်ကိုတာဝန်ယူရတာဥပမာဆိုလို့ရှိရင်တငယ်ချင်းတယောက်ညနေလမ်းခွဲတဲ့အခါမှာနက်ပြအိမ်ကိုလာမလားဆိုပြီးတော့အဲ့လိုပြောလိုက်တဲ့အချိန်မှာအေးလာမယ်လေလို့ပြောမှရမဟုတ်ပါဘူးခေါင်းလေးစပ်ပြလိုက်တာမျိုးဒါမှမဟုတ်ဘဲနဲ့ဟိုပြုံးကြီးနဲ့ပေါ့နော်ပြန်ကြည့်နေတာမျိုးပေါ့ဒီຢာလေးတွေကဆိုလို့ရှိရင်လာမယ်လို့တစ်ဖက်လူကတစ်ထစ်ချပေါ့နော်ကောက်ချက်ချသွားတဲ့သဘောမျိုးလေးတွေဖြစ်တတ်တဲ့အတွက်ကိုယ့်ရဲ့အပြုအမူကိုလည်းဂရုစိုက်ပြီးတော့ဒါကို့မှာတာဝန်ရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့တေချာလေးပြုမှုလှုပ်ဆောင်မှုလိုတဲ့အကြောင်းကိုပြောချင်တာပါ